အားလုံးမင်္ဂလာပါကျွန်တော်ဒီနေ့ကျွန်တော်အလုပ်ပေးရလေးဖြစ်တဲ့အတွက်ကျွန်တော်ဒီနေ့ဘာလုပ်လဲဆိုတာကိုကျွန်တော်ဒီနေ့ဗီဒီယိုမှာပြောပြသွားမှာပါအဲအကြောင်းကျွန်တော်အလုပ်ပေးရမှာဘာလုပ်လဲဆိုတာကိုသိချင်ရင်တော့ကျွန်တော်လည်းအစီအစဉ်ကြည့်ကြည့်ပေးကြပါဒါကတော့ဒီနေ့ဝတ်မယ့် outfit တွေပါရင်တစ်ခါသွားရင်ဘလို့မှပြန်လို့ပြီးနိုင်သေးတဲ့တကယ်ချင်းတွေကိုစောင့်ကြပါNew York မှာလေဘလောက်တိုက်လဲဆိုတော့မြင်တဲ့အတိုင်းပဲစပင်မှာပုံပြတ်ပါရဲ့အခုကျွန်တော်အရင်တစ်ခါကဆိုဟိုသွားမယ်ဆိုရင်မသွားဖြစ်လိုက်တဲ့အတွက်ကျွန်တော်ဒီ blog မှာဆိုဟိုသွားပါမယ်စစသွားချင်းကတော့ယာဒီဥတုကတော့တိမ်ထူပြီးတော့တိတ်ပြီးတော့မသားရပါဘူးသူကညနေလောက်မှနေထွက်လာပါရဲ့ဒါကတော့ကျွန်တော်တို့ရဲ့ first stop ပါကျွန်တော်တို့ဒီပန်းဆိုင်မှာဘာများရမယ်ပြီးတော့ကျွန်တော်တို့အခန်းထဲမှာထားဖို့အပင်တွေကိုရဲ့သူကကျွန်တော်တို့ဒီမှာပြင်ဝင်ကြည့်ပါရယ်မှန်တွေ့ရင်တော့တည့်ရဲ့အတိုင်းပဲ fix check လုပ်ပါရယ်ဒါကတော့ Italian ရေမွေးအနံ့တွေပေါ့နော်အဲ့ဝင်ချင်းရလိုက်တဲ့အနံ့တွေနဲ့ခေါင်းတွေတော့မူးပြီးတော့လေးယောက်လုံးပြန်ထွက်လာပါတယ်အပြင်တစ်ခါထွက်ရင်တော့ hate ချီကတော့မပါမဖြစ်တော့ပါရဲ့ပုံမှန်ဆိုရင်တော့လူကအများကြီးစောက်ရပါရဲ့ဒါပေမဲ့ဒီနေ့ကကျွန်တော်ထင်ကြောင်ကြလို့ထင်တယ်ဒီဆိုင်ကလူလုံးဝမကြပါဘူးကြတော့ကြရပါတော့အရင်ပုံမှန် hate ချီတော့မကြပါဘူး
ပြီးတော့ဒီဟာကိုကလေးနဲ့ပြန်ပြီးကျဲခဲ့ပါတယ်ကိုကျွန်တော်တို့၄ယောက်လုံးဘိုက်စားလာတော့အိမ်နာမှာရှိရဖူးကောင်သွားပြီးတော့ဘာတွေနဲ့ရတယ်တော့ကြည့်ပါရဲ့ဒီဟာကတော့အိတ်ဖူးကောက်မှာရှိရ rooftop ပါအဲ့ရနေပြီးတော့ Manhattan Bridge ကိုလည်းမြင်ရတယ် Brooklyn Bridge ကိုလည်းမြင်ရတယ်ဒီဟာကတော့အဲ့အပေါ်ကနေပြီးတော့လမ်းမြင်ရပြူပါဘယ်လောက်ကြည့်ကြည့်မရိုးပါဘူးကျွန်တော်ဒီဟာကိုရောက်တော့ထောက်ပေါင်းမနေတော့ဘူးဒါပေမဲ့ဘယ်လောက်ကြည့်ကြည့်မရိုးပါဘူးအမှန်တော့ဒီဟာသမင်းစားပြီးလာပါလုံးနေလားလို့မေးနေရပါပြီးရင်တော့ကျွန်တော်တို့ New York City ရဲ့ ferry ကိုစီးပြီးတော့ New York City ရဲ့ sunset view ကိုကြည့်မှာပါ
ကျွန်တော်တို့အသွားအပြန်ကိုတနားရီနီးပါးလောက်စီလိုက်ရပါတယ်ကျွန်တော်ပြန်လိုက်ရတော့မိုးချုံနေပါပြီအဲ့မှာနေရရဲ့မဟန်တန်ပြူပါတော့ grocery time မှာဒီနားကအဲ့နားမှာပဲရှိရဲ့ဆိုင်နေဆိုင်ပဲဝင်လိုက်တာပါဆိုင်နေမှာတော့ Dambo Market ပါအဲ့ပြီးရင်တော့ကျွန်တော်တို့ပြန်ပါတော့မယ်အဲ့ကြောင့်ဒီနေ့ဗီဒီယိုဒီလောက်ပါပဲဆုံးဖြတ်ပြီးရတဲ့အတွက်နိုင်ချင်းတင်ပါတယ်ဘိုင်ဘိုင်